အခုကြည့်နေတဲ့သူလေးတွေအားလုံးကျမအကောင့်ကိုမြင်နေဆိုရင်မင်္ဂလာပါရှင်ကျမကဒီနေ့ဘာပြောချင်လဲဆိုရင်ချစ်တယ်ဆိုရင်ဆိုတဲ့ခေါင်းစဉ်လေးကိုကျမပြောပြချင်တာသိလားချစ်တယ်ဆိုရင်ဆိုလူတစ်ယောက်ကိုကချစ်ပြီဆိုလို့ရှိရင်ကိုအချစ်ကိုမျိုးသိပ်ထားမယ်အစားပေါ့နော်ပြောပြခွင့်ရှိတော့ချစ်ပြခွင့်ရှိတော့ဂရုစိုက်မှုတွေပေးခွင့်ရှိတော့ကိုပြောပြပါချစ်ပြပါဂရုစိုက်မှုတွေပေးပါလို့ကျွန်မပြောချင်တယ်။ဘာဖြစ်လို့လဲဆိုတော့လူတိုင်းကမွေးလာတဲ့ကသိမွေးလာကြတာလေနော်။ရှင်သန်နေတဲ့အချိန်မှာရေစက်ရှိလို့တွေ့ရတယ်ရေစက်ရှိလို့ဒီလိုမြတ်တာလူတွေအများကြီးရှိတဲ့ကြားမှာဒီလိုချစ်ခွင့်ရတယ်ဒီလူနဲ့စုံစည်းခွင့်ရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ချစ်ချင်းတွေကိုသူမြင်အောင်ပြပေးပါလို့အဲ့လိုသူမြင်အောင်ပြပေးမှကိုယ့်ရဲ့ချစ်ချင်းတွေကိုသူမြင်တဲ့အခါသူ့အကုန်ပေါ့နော်မြင်အောင်ပြလိုက်ချင်အောင်ကိုယ့်အချက်တွေကိုပြောပြပါဂရုစိုက်ပေးပါပြီးရင်သူ့ကိုဘာလုပ်ပေးနိုင်မလဲလုပ်ပေးနိုင်တာအစွမ်းကုန်လုပ်ပေးပါအဲ့ဒါဆိုရင်သူနဲ့တကယ်လို့များကိုရီးယားလမ်းခွဲရတဲ့အချိန်ကြလို့ရှိရင်ကိုယ့်ဘက်ကကိုကအစွမ်းကုန်လုပ်ပေးခဲ့ရတဲ့အတွက်နောင်တလည်းမရတော့ဘူးကိုယ့်ဘက်ကစွန့်လို့ရမယ်ဆိုရင်တော့မှဝေးသွားကြမယ်ဆိုရင်တော့မှလမ်းခွဲရမယ်ဆိုရင်တော့မှကိုယ့်ဘက်ကကျင်းနဲ့ဆရာလေးတွေငါလုပ်ပေးခဲ့ရတယ်ငါချစ်ပြပေးခဲ့ရတယ်ပေါ့နော်စိတ်နဲ့အများကြီးဖြည့်သားတယ်ပေါ့နော်တကယ်လို့သူ့ဘက်ကမတုံ့ပြန်ဘူးဆိုရင်ရောသူ့ဘက်ကမတုံ့ပြန်တာဒါသူ့ပိုင်းနေနော်သူ့ရဲ့နှလုံးသားကိုကမှအပိုင်သိမ်းလို့မရတာဘသူတဦးတယောက်ကမှကိုကိုချစ်ဖို့အတွက်တာဝန်မရှိဘူးလေနော်အဓိကကိုကချစ်နေရင်ဒါကိုရဲ့ချစ်တွေကိုမြင်အောင်ပြပေးပါလို့အဲ့ဒါမှနောင်တမရမှာပေါ့နော်တခုရှိသေးတယ်ပြီးတော့တွေးလို့ရနေတော့ကိုချစ်သူကိုစုံလို့ရရဲ့သားနဲ့တွေးလို့ရရဲ့သားနဲ့အကြောင်းနေအမျိုးမျိုးနဲ့မတွေ့မစုံပေါ့နော်အကြောင်းပြချက်တွေအမျိုးမျိုးနဲ့အဲ့ဒါဆိုရင်လည်းမလုပ်ပါနဲ့ဘာလို့လဲဆိုတော့ကို့မှာစုံစည်းဖို့အချိန်ရှိတော့တွေးဖို့အခွင့်အရေးတွေရှိတော့အချိန်တွေရှိတော့မှတွေးပါချစ်ပါတယောက်နဲ့တယောက်ဂရုစိုက်ပေးပါအခုစုပ်ကက်ကာလိုင်းမှာနေလားညလားဘယ်သူမှမပြောနိုင်ဘူးလေနော်အဲ့ဒီအချိန်မှာကိုချစ်တဲ့သူကိုချစ်တဲ့အကြောင်းလေးတွေကိုသူသိအောင်လို့မဖြစ်မနေသူသိအောင်ပြောပြပါဂရုစိုက်ပေးပါတွေးလို့ရတယ်ဆိုတွေးပေးပါအဲ့ဒါမှကိုကနောင်တမရမှာလေနော်